တခါတော့ငါကြောင်မတကောင်ဟာချောမောလာပါရဲ့လူရဲ့တယောက်ကိုချစ်မိလို့ Aphrodite နတ်သမီးစီမှာသူ့ကိုမိန်းကလေးအဖြစ်ပြောင်းလဲပေးကိုဆူတောင်းပါလေနတ်သမီးကသူ့ရဲ့အချစ်နာကြနေပုံကိုတနာတာကြောင့်ချောမောလာပါတဲ့မိန်းကလေးအဖြစ်ဖန်ဆင်းပြောင်းလဲလိုက်တယ်လူရဲ့ဟာမိန်းကလေးကိုမြင်တဲ့အခါချစ်ကြိုက်သွားပြီးလက်ထပ်လိုက်တယ်ရောင်နောက်စတုံးပါဆိုသလိုလူရွယ်လေးရဲ့အိမ်မှာလိုက်နေရတယ်အိမ်မှာသူတို့ဇနီးမောင်နှံနားနေခိုက် Aphrodite နတ်သမီးဟာလူမိန်းကလေးအဖြစ်ပြောင်းလဲပေးထားတဲ့ကြောင်ကိုလူလိုအသိဉာဏ်ရှိမှရှိပါလေဆိုလို့စူးစမ်းချင်လာတယ်ဒါနဲ့ကျွတ်တကောင်ကိုသူ့ရှိမှလွှတ်ပေးလိုက်တယ်အဲ့ဒီချိန်မှာကြောင်မလေးလေးဖြစ်တဲ့မိန်းကလေးဟာလူနဲ့ညားနေပြီဆိုတာကိုရုတ်တရက်မေ့ပြောက်သွားတယ်မင်းကလေးဟာချက်ချင်းထားပြီးကြွက်ကိုလိုက်ဖမ်းတယ်ကြွက်ကိုတွေးပြန်တော့စားချင်တာ哦ဒါကြောင့် Aphrodite နတ်သမီးကစိတ်ဆိုးပြီးမင်းကိုကြောင်ဘဝကိုပြန်ဖြစ်စေလိုက်ပါတော့တယ်ပြောချင်တာကလူတယောက်ဟာအပြင်ပန်းဟန်ပန်းဘလောက်ပဲပြောင်းလဲသူ့ရဲ့အတွင်းစိတ်အမှုအကျင့်လာတော့ရှိနေအောင်ပါပဲ